ကဲဒီဘက်မှာတော့မြောင်ကနနာလေးဆော့ကျင်နေဆိုလို့တရားကမြန်တဲ့သူဂိမ်းသားဆော့ခဲ့ပေါ့နော်ဆိုရင်တော့မြောင်တကယ်ချင်းဂူဂူဆိုလာပဲအဲ့ကျလည်းပါတယ်ပေါ့နော်ဒါကတော့ဒီဘက်မှာမတ်စမန်လိုနေရတဲ့မာတာမီကင်လေးလာကိုကန်လိုက်တယ်ပေါ့နော်ကဲအဲ့တော့မာတာမီကင်နဲ့ဘလို့ဒီကျန်းရဲနေဆော့ပြမလဲဆိုတာဗီဒီယိုလေးကိုဆော့အောင်ကြည့်လိုက်မိုဘိုင်းလေးရဆော့နေကြာပြီလေးလာလေးတော့မကန်တတ်ဘူးဆိုနေတော့ဂိမ်းဖြတ်တင်ပြီဒီဘက်ကလွယ်လားဆိုတော့မလွယ်ဘူးပေါ့နော်ဟို enemy ဘက်က haircut တွေရောစလီနာတွေရောပါရဲ့ခါကြတော့တော်တော်လေးကိုအဆင်မပြေဘူးပေါ့နေရသွားရလာရစားရတောက်ရတာလည်းတော်တော်ကိုမှမလွတ်လပ်တာပါအဲ့တော့မှကိုကအိမ်ပြန်နေပြီအဲ့ဒါကိုမကျင်းတဲ့သေးဘူးဟဲကကြီးကဟိုးမှရောက်ချလာပြန်တာတော်သေးရဲ့ကိုကအိမ်ရောက်သွားလို့အိမ်မရောက်သေးရဲ့တကီတော့ကတော့ရှော့တာပေါ့ဒါဆိုတော့ကိုတက်လေးမြောင်ကတက်လာပြီပေါ့နော်တက်လာပြီးတော့လာကူပါတယ်ဟိုဘက်ကဟဲကကဘာပြောလဲဆိုတော့လေးလာအုံးလီဆိုတော့ငါသူ့ကြောက်ရမလို့ပဲဟေးဘာလို့လုပ်ရမှမသိဘူး तू က EPC ဆိုလဲကြောက်တော့ကြောက်တာပေါ့ဟဲ့လေးလာအုံးလီဆိုတာမင်းလားကွာလေးလာအုံးလီဆိုတာမင်းလားကွာလို့မေးပြီးတော့တီးပေးလိုက်တယ်ဒီမှာလဲကြည့်လိုက်အောင် okay လေးလာရတယ်မေးပြီးငါ့ကိုလုပ်ဖို့ချောင်းနေရလဲသူပဲငါ့ကိုလုပ်ဖို့အသေးအတန်ခြုံထဲမှာဂူအောင်နေရလဲသူပဲငါလည်းငါနေနေရဂူအောင်ပြီးတော့တောထွက်နေရလဲသူပဲအဲ့ဒါကိုငါ့ကို okay လေးလားဆိုတော့မေးပြီးဒီလိုမျိုးမချောင်းတဲ့ပွဲမှာဒါအခုလိုတောင်းဆော့နိုင်နေရလဲမစိုးဘူးပေါ့နော်ဒါလည်းမြောင်လေးကအပေါ်လေးကိုလာပြီးကူပေးရလဲပါရပေါ့နော်အချိုးသောမေများသူတိုင်းသူထိုင်တာမကူဘူးဒီမှာကြည့်လိုက်အောင်သူတို့ဖာသူတို့ဝင်လာတယ်သူတို့ဖာသူတို့ရှော့သွားတယ်ငါ့ကိုဘာမှမလုပ်ငါဘာမှမလုပ်ဘူးနော်သူတို့ဖာသူတို့ဝင်လာတာဒီမှာတစ်ချက်ရှိုးလိုက်ဓာတ်မျိုးတစ်ချက်ချိုးလိုက်ရော့အမဒါတော့မဟဲကကိုတခါတော့ကေးလိုက်နေတယ်ပေါ့နော်ကဲနောက်ဆုံးတော့ Victorian ဆိုပြီးအနိုင်ရရှိတော့ပါလဲ Choice ဒီဗီဒီယိုလေးကတော့လောက်ပါပဲဒါတော့ sorry ခါပါ sorry ခါ